Aries မိတ္တရာသီပွားများအတွက်2025ခုနှစ်ဒီဇင်ဘာလတလစာဟောစတန်းကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခြေရေးကျမ်းမာရေးငွေကြေးဘဏ္ဍာရေးအလုပ်ကိုင်သက်မွေးဝမ်းကြောင်းနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြည့်စုံစုံတင်ဆက်ပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။အခုပထမဦးစွာအခြေရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါတယ်။ဒီလရဲ့အစောပိုင်းမှာဂျိုများရဲ့တရားမှုကအခြေရေးကိုအထောက်အကူပြုနေပါလိမ့်မယ်။ဂျိုများရဲ့ကောင်းမွန်တဲ့တရားမှုကြောင့်လူမှုရေးလှုပ်ရှားမှုများအရှိန်ဟုန်မြင့်နေပါမယ်။အိမ်အောင်တဲ့စုံတွေများအနေနဲ့မိသားစုတိုးချဲ့ရန်အခွင့်အလမ်းကောင်းများရှိလာပြီးတော့ပြောချင်စရာအချိန်များကိုပိုင်ဆိုင်ရပါမယ်။သို့တော်လကုန်ကန်ဒီမှာတော့မိသားစုပတ်ဝန်းကျင်မှာအနေငယ်စိတ်ဖိစီးမှုတွေရှိလာနိုင်ပါတယ်။ဒီလရဲ့ဒုတိယတစ်ဝက်မှာအခြေရေးဆက်ဆံရေးမှာစိတ်လှုပ်ရှားမှုများစွာပြည့်နှက်နေပြီးတော့လကုန်ကန်ဒီမှာလူများအနေနဲ့ချစ်သူရနိုင်ွယ်ရှိပါတယ်။အခြေရေးနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုချမှတ်ဖို့အတွက်အစဉ်ပြေတဲ့ကာလဖြစ်တော့ကြောင်းတမငယ်ချင်းများထံမှလည်းအကြံဉာဏ်ရယူပါမိသားစုဝင်တွေကြားဆက်ဆံရေးကအလွန်ကောင်းမွန်နေမှာဖြစ်ပြီးတော့မင်္ဂလာရှိတဲ့ပွဲလမ်းသဘင်အချို့ကမိသားစုရဲ့ပျော်ရွှင်မှုတွေကိုပုံမတိုးပွားစေပါလိမ့်မယ်ဆက်လက်ပြီးတော့ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလအတွင်းမှာဂျိုရဲ့ရွေးရှားမှုကကျန်းမာရေးပေါ်တိကျထင်ရှားတဲ့အကောင်းမြင်သက်ရောက်မှုတွေရှိနိုင်ပါတယ်ဆရာထက်သန်ပြီးတော့အကျိုးရှိစွာလှုပ်ဆောင်နိုင်ပါလိမ့်မယ်လရဲ့ပထမတစ်ဝက်မှာစွမ်းရည်ပမာဏအတက်အကျဖြစ်ပေါ်လာနိုင်ပြီးတော့ဒီလလယ်ပိုင်းလောက်မှာတော့ကျန်းမာရေးကိုပုံမအာရုံစိုက်ဖို့လိုအပ်ပါတယ်ပြဿနာတွေကလရဲ့ဒုတိယတစ်ဝက်မှာများစွာရောပါသွားပါလိမ့်မယ်လရဲ့ဒုတိယတစ်ဝက်မှာတော့အကျိုးမရှိရဲ့အလုံများမှာစွမ်းရည်ကိုသုံးဆွဲမိနေနိုင်ပါတယ်အလုံမျိုးစုံတစ်ပြိုင်တည်းလောက်ရခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာပင်ပန်းလွန်နေခြင်းသို့မဟုတ်အင်အားကုန်ခံခြင်းများကိုခံစားရနိုင်ပါတယ်သို့တော့ကျန်းမာရေးကတဖြည်းဖြည်းနဲ့တိုးတက်လာဖို့ရှိပြီးတော့လှုပ်ဆောင်နိုင်စွမ်းကလည်းတိုးတက်လာပါလိမ့်မယ်တဖြည်းဖြည်းနဲ့စိတ်မငြိမ်မသက်မှုများစွာညွှန်နေသွားပါလိမ့်မယ်ဒီလကုန်ကန်ဒီအချိန်မှာတော့ကျန်းမာရေးနဲ့ကြက်ခိုင်မှုအဆင့်များအတွက်အများကြီးပိုကောင်းလာပါလိမ့်မယ်ဆက်လက်ပြီးတော့ငွေကြေးဘဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါတယ်။လာအစမှာဂျိုရဲ့တရားမှုကငွေကြေးစီမံခန့်ခွဲမှုမှာအဓိကပြောင်းလဲမှုတစ်ခုပြုလုပ်ရန်တွန်းအားပေးပါလိမ့်မယ်။လျင်မြန်စွာစဉ်းစားပြီးတော့အကောင့်ထဲပေါ်ပါသို့မဟုတ်ပါကဒီခွင့်ရေးကိုလက်လွတ်သွားနိုင်ပါတယ်။အကျိုးအမြတ်ရှိတဲ့ငွေကြေးကိစ္စကိုဆောင်ရွက်ရမှာအထောက်အကူဖြစ်စေမယ့်စိတ်ကူးသစ်တစ်ခုကိုအကောင့်ထဲပေါ်ရန်ဒါမှမဟုတ်နေပယ်သစ်တစ်ခုကိုစူးစမ်းရန်စိတ်ပါဝင်စားနေလိုက်ပါမယ်။ဘဝရဲ့ပျော်ရွှင်မှုများကိုအပြည့်အဝခံစားရစေနိုင်ပါလိမ့်မယ်။သို့တော်လည်းဂျိုများကတခါတရံမှာမိသားစုရဲ့လိုအပ်ချက်များကိုအာရုံစိုက်ဖို့အတွက်တွန်းအားပေးပါလိမ့်မယ်။ရာပြည့်စုံနေပုံရတော့လည်းလာတိုးလာတယ်အများမကျဉ်းနှံ့မှုအချို့ကဆက်လက်ဖြစ်ပေါ်နေပါလိမ့်မယ်။အခြားနည်းလမ်းမရှိဘဲနဲ့စွမ်းရည်များကိုပြုသဘောဆောင်တဲ့ဥဒိယသို့ပို့ဆောင်ရတာရှိပါတယ်။အားကောင်းသောဂျိုရဲ့တရားမှုများကဒီလရဲ့ဒုတိယတစ်ဝက်မှာကောင်းမွန်တဲ့ငွေရရှိပြီးတော့အခွင့်အရေးများကိုဆောင်လာနိုင်ပါလိမ့်မယ်။ဂျိုများကငွေကြေးတိုးတက်မှုနဲ့ကြော်ဝါချမ်းသာမှုစီကိုပို့ဆောင်ပေးပါလိမ့်မယ်။ငွေကြေးကဏ္ဍမှာရှင်းလင်းပြသမှုနဲ့တက်တာဖြစ်မှုတို့ကိုယူဆောင်လာနိုင်ပါတယ်။အခုဆက်လက်ပြီးတော့အလောက်ကိုင်းတဲ့သမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလအစောပိုင်းမှာဖိအားများကိုရောပါစေအောင်သမကတိုးတက်မှုအတွက်အခွင့်အလမ်းများကောင်းများကိုဆောင်ယူပေးလာနိုင်ပါတယ်။အရာရာကိုတိုးတက်အောင်ကူညီပေးနိုင်ပြီးတော့စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်နေပါက project အသစ်များကိုရှာဖွေနိုင်ပါမယ်။သို့တော်လည်းဂျိုများရဲ့တရားမှုကစိတ်မတည်မငြိမ်မှုကိုဖြစ်စေပြီးတော့ပြဿနာများစီကိုဥတည်နိုင်နေကိုဖော်ပြနေတာကြောင့်တတိထားဖို့လိုအပ်ပါတယ်ဒီလလယ်ပိုင်းလောက်မှာတော့ဂျိုရဲ့တရားမှုကြောင့်အနောက်ရှက်တချို့ဖြစ်ပေါ်လာနိုင်သောကြောင့်သမွေးဝမ်းကြောင်းနဲ့သက်ဆိုင်တဲ့ကိစ္စအလုံးမှာအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်သို့တော်လည်းတဖြည်းဖြည်းနဲ့လက်ရှိသမွေးဝမ်းကြောင်းဆိုင်ရာအနေအထားကိုတိုးတက်အောင်လှုပ်ဆောင်နိုင်ပါလိမ့်မယ်လက်ကုံကန်ဒီအချိန်ကာလမှာဂျိုစွမ်းရည်တွေကအစဉ်အတန်းကိုမြင့်တင်ပေးမှဖြစ်ပြီးတော့သမွေးဝမ်းကြောင်းဆိုင်ရာစီမံကိန်းရေးဆွဲမှုများကိုပြန်လည်ဖွဲ့စည်းရန်လည်းကူညီပေးပါလိမ့်မယ်အတက်ပညာအရေးရှင်းများကိုထုတ်ဖော်ပြသရန်အခွင့်အလမ်းများစွာရရှိလာပါလိမ့်မယ်အခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးခြင်းပါတယ်ဒီလအစောပိုင်းမှာပညာသင်ကြားရေးအတွက်အနေငယ်ခက်ခဲနိုင်ပြီးတော့မှန်ကန်တဲ့ချိန်ခွင်များကိုထိန်းညှိရန်ရုန်းကန်ရနိုင်ပါတယ်လှုပ်ဆောင်ရန်ကိစ္စအသစ်များစွာရှိနေတဲ့အပြင်လူမှုဆက်ဆံရေးကလည်းအချိန်ပိုတောင်းဆိုနေနိုင်တဲ့အတွက်ကြောင့်ဒီကာလမှာအလွန်လုံများတဲ့ကာလတစ်ခုဖြစ်နေပါလိမ့်မယ်ဒီလလယ်ပိုင်းလောက်မှာလိုချင်တဲ့နေရာကိုအစိမ့်မြင့်ပညာဆက်လက်သင်ယူရန်တွားရောက်ခွင့်ရှိမှဖြစ်ပြီးတော့အခွင့်အရေးကောင်းမွန်စွာရရှိတဲ့ကာလလည်းဖြစ်ပါတယ်ဒီအချိန်ကထိုင်ပြီးတော့အနားယူရမယ့်အချိန်မဟုတ်ပါဘူးလာရဲ့ဒုတိယတစ်ဝက်မှာကောင်းမွန်သောဂျိုးထောက်ပံ့များကိုရရှိမှဖြစ်ပြီးတော့ပညာရေးနဲ့သက်ဆိုင်တဲ့ဆန္ဒတိုင်းကကောင်းမွန်တဲ့ရလဒ်များနဲ့အောင်မြင်မှုများကိုရရှိလာပါလိမ့်မယ်ဒီလက်ကုန်ကန်ဒီအချိန်မှာပညာရေးအခြေအနေကိုစမ်းစစ်ရန်နဲ့မိမိကိုယ်ကိုပြန်လည်သုံးသပ်ရန်အချိန်ကာလဖြစ်ပါတယ်ယခုအချိန်အထိကိုလှုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကိုပြန်လည်သုံးသပ်ဖို့အတွက်အချိန်ဖြစ်ပါတယ်ကျွမ်းကျင်မှုနဲ့လုပ်ငန်းခွင်အလေးချိန်များကိုပြန်လည်ပြင်ဆင်ရန်အချိန်ဖြစ်ပါတယ်ရှေ့ဆက်တိုးရမယ့်စိတ်ကူးသစ်တွေနဲ့အလေးချိန်ချုပ်ကိုဆွေးနွေးရင်းနဲ့ပညာရေးခရီးအတွက်အနာဂတ်စီမံကိန်းများကိုရှာဖွေနိုင်ပါလိမ့်မယ်ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ကောင်းခြင်းဆိုးခြင်းများအပြင်ဆောင်ရန်ရှောင်ရန်များကိုပါလစဉ်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရန်ရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်